ကျွန်တော်ဆရာမတခြားသူတွေနဲ့မတူတဲ့ထူးခြားတဲ့ခန္ဓာကိုယ်ရှိတယ်ဒါကြောင့်ကျွန်တော်သူ့ကိုအမြဲတမ်းစောင့်ကြည့်နေခဲ့တာသူကွယ်လွန်သွားပြီးတဲ့နောက်ကျွန်တော်တကုံလုံးကိုစန့်ကျင်ပြီးသူ့ရဲ့ရုပ်အလောင်းနဲ့မင်္ဂလာပွဲကျင်းပဖို့ဆုတောင်းဆိုခဲ့တယ်သူ့ရဲ့ဝိညာဉ်ကိုနှစ်ပေါင်း100ဆောင်းရှောက်မယ်လို့ကြိမ်ဆိုခဲ့တယ်ကျွန်တော်မှာရှိုးဝက်နေစနစ်တစ်ခုရှိတယ်အဲ့ဒါကတန့်စင်တဲ့ရန်စွမ်းအင်နဲ့လေပတ်တာအထွတ်အထိပ်အထိကျင့်ကြံနိုင်ရင်ကောင်းကင်ဘုံရဲ့ကံကြမ္မာကိုတောင်ခိုးယူနိုင်တယ်ဒါပေမဲ့အခြေအနေတွေကအရန်ခက်ခဲတယ်ဝိညာဉ်ကခန္ဓာကိုယ်ထဲကထွက်သွားတာမကြသေးရဘူးပြီးတော့ခန္ဓာကိုယ်ကမတင်မျိုးမပျက်စီးနိုင်တဲ့ပုံစံမျိုးဖြစ်ရမယ်ကျွန်တော်ဆရာကသူ့ရဲ့ဘေးဒုက္ခကိုမကြော်လွှားနိုင်ခဲ့ပေမဲ့သူ့ရဲ့မတင်မျိုးခန္ဓာကိုယ်ကိုခြံထားခဲ့တယ်အဲ့ဒါကကျွန်တော်အတွက်အထူးပြုလုပ်ထားသလိုပဲရန်သူတွေလက်ထဲမရောက်အောင်ဂုံးချုပ်ကြီးကအဲ့ဒါကိုတားမြစ်နေမြေထဲမှာထာဝရပိတ်လောင်ထားဖို့ဆုံးဖြတ်ခဲ့တယ်ဒါပေမဲ့ကျွန်တော်အရင်ရောက်သွားခဲ့တယ်ကျွန်တော်ခန်းမဆောင်ထဲမှာဒူးထောက်ပြီးမျက်လုံးတွေညီရဲကလူတိုင်းရှေ့မှာနှိုးကြွေးခဲ့တယ်ကျွန်တော်ဆရာရဲ့ရုပ်အလောင်းနဲ့မင်္ဂလာပွဲကျင်းပမယ်လို့ကြေညာခဲ့ပြီးသူ့ဝိညာဉ်ကိုနှစ်ပေါင်း100ဆောင်းရှောက်မယ်လို့ကြိမ်ဆိုခဲ့တယ်သူ့အနာကနေဘယ်တော့မှမခွာဘူးဆိုတော့တကုံလုံးကကျွန်တော်ကိုတစ္ဆာရှိသူလို့ခေါ်ကြတယ်ဂုံးချုပ်ကြီးတောင်စိတ်မကောင်းဖြစ်သွားပြီးနောက်ဆုံးတော့သူတို့ခွင့်ပြုပေးခဲ့တယ်ကျွန်တော်ရဲ့တောင်းဆိုချက်ကိုအတည်ပြုပေးခဲ့တယ်တကယ်ဇလန်ကတော့ဒါပဲကျွန်တော်မှာရင်ရန်ဖန်တီးခြင်းအမှုပညာလို့ခေါ်တဲ့နေစနစ်တစ်ခုရှိတယ်အဲ့ဒါကတန့်စင်တဲ့ရန်ကိုမိစာဖြစ်သုံးပြီးမင်းရဲ့ကိုယ်ပိုင်ရန်စွမ်းအင်ကိုမိဖို့ဖြစ်သုံးတာအဲ့ဒါကိုအပြည့်အဝတက်မြောက်သွားရင်ကောင်းကင်ဘုံရဲ့စီမံကိန်းကိုသိမ့်ပိုက်နိုင်တယ်ဒါပေမဲ့လိုအပ်ချက်တွေကတကယ်ကိုပြင်းထန်တဲ့ဝိညာဉ်ကခန္ဓာကိုယ်ထဲကထွက်သွားတာမကြသေးရဘူးမတင်မျိုးမပျက်စီးနိုင်တဲ့ခန္ဓာကိုယ်ကိုခြံထားခဲ့ရမယ်ကျွန်တော်ဆရာလူရန်ကသူ့ရဲ့ဘေးဒုက္ခမှာရှုံးနိမ့်ခဲ့ပြီးအလွန်ရှားပါတဲ့ရင်မတင်မျိုးခန္ဓာကိုယ်ကိုခြံထားခဲ့တယ်ကျွန်တော်အတွက်အထူးပြုလုပ်ထားသလိုပြည်စုံတဲ့ခန္ဓာကိုယ်ပဲထိုက်ချင်းကုန်းရဲ့ခန်းမဆောင်ထဲမှာပထမဦးစွာကောင်းကင်နဲ့မြေကြီးကိုဦးချပါဒုတိယအနေနဲ့လူကြီးသူမတွေကိုဦးချပါဇနီးမောင်နဲ့အချင်းချင်းဦးချကြပါအခမ်းအနားမှုကတုံရီနေတဲ့အတန်နဲ့အော်ဟစ်လိုက်တယ်ကျွန်တော်ကတောက်ပတဲ့မင်္ဂလာဆောင်ဝတ်စုံကြီးကိုဝတ်ပြီးအေးဆက်နေတဲ့ကြောက်သားချမ်းပြင်ပေါ်မှာဒူးထောက်ချလိုက်တယ်ကျို့အနောက်ရှိမှာရှက်သွေးဖြာနေတဲ့သူတို့သမီးမရှိဘူးတခုပဲရှိတယ်အေးဆက်လာတဲ့ကြောက်စင်းရေခဲကောင်းပဲအဲ့ဒီထဲမှာလဲလျောင်းနေတာကကျွန်တော်ဆရာသူ့ရဲ့ဝိညာဉ်ကလုံးဝပျောက်ကွယ်သွားပြီးထိုက်ချင်းကုန်းရဲ့နံပါတ်1လာမင်းဖြူမသေးမျိုးခမ်းမတစ်ခုလုံးတိတ်ဆိတ်သွားတယ်ရာနဲ့ချီတဲ့တပည့်တွေနဲ့လူကြီးသူမတွေကကျွန်တော်ကိုစိုက်ကြည့်နေကြတယ်မျက်လုံးတွေထဲမှာအန်သားမှုတနာမှုနဲ့ဖုံးကွယ်မထားနိုင်တဲ့လောင်ပြောင်မှုတွေပြည့်နေတယ်ဘလောက်တောင်မိုင်းမဲလိုက်တယ်တကယ်လူမိုက်ပဲလင်းရွယ်မင်းကဘာမှမဟုတ်ဘူးပါရမီမရှိတဲ့အညတရတယောက်ပဲဒါပေမဲ့မင်းဆရာကမင်းကိုလက်ခံခဲ့တယ်အခုတော့မင်းအရာအလုံးကိုစွန့်လွတ်လိုက်ပြီလားကြောက်စင်းရေခဲကူထဲမှာထာဝရစောင့်ရှောက်ဖို့လားအဲ့ဒီလိုတစ္ဆာရှိမှုမျိုးကတကယ်ကိုစိတ်လှုပ်ရှားစရာပဲကျွန်တော်ခေါင်းမော့လိုက်တဲ့ပါးပြင်ပေါ်မှာမျက်ရည်တွေစီးကျနေတယ်ကျွန်တော်အတန်ကလုံးဝပျက်စီးနေပြီဆရာကကျွန်တော်ကိုအရာအလုံးပေးခဲ့တယ်သူ့တည်ဆုံးမှုအတွက်လက်စားချေဖို့ကျွန်တော်ကအားနေလုံးနဲ့ကျွန်တော်ပေးနိုင်တာကနှစ်ပေါင်း100တိတ်ဆိတ်စွာစောင့်ရှောက်ဖို့ပဲကျေးဇူးပြုပြီးဂုံးချုပ်ကြီးကျွန်တော်ကိုဒါလေးခွင့်ပြုပေးပါဂုံးချုပ်ကြီးကခေါင်းညိတ်ပြီးအတီးပြုပေးခဲ့တယ်အခုကစားပြီးကြောက်စင်းရေခဲကူဟာဂုံးရဲ့တားမြစ်နေမြေဖြစ်တယ်ဘယ်သူမှချေမချရဘူးကျွန်တော်ကျေးဇူးတင်စွာနဲ့ဦးချလိုက်တယ်ကျွန်တော်ကိုအနိုင်ကျင့်လေးရှိတဲ့ဂုံးကပါရမီရှင်တွေကခေါင်းခါပြီးလောင်ပြောင်ကြတယ်သူတို့မျက်လုံးထဲမှာတော့အတုံးမကျတဲ့ကျွန်တော်ဟာတေးပြီးသားလူတယောက်အတွက်အနာဂတ်ကိုဆွန့်လွတ်လိုက်ပြီးနင်းချေစရာကြောက်တုံးတစ်ခုအဖြစ်တောင်တန်ဖိုးမရှိတော့ဘူးဒါပေမဲ့ကျွန်တော်ခေါင်းငုံလိုက်တဲ့အချိန်မှာကျွန်တော်မျက်လုံးထဲမှာတောက်လောင်နေတာကဝမ်းနေမှုမဟုတ်ဘူးဆိုတာသူတို့မသိကြဘူးသူ့ဝိညာဉ်ကိုနှစ်ပေါင်း100ဆောင်းရှောက်ဖို့လားဟုတ်တာပေါ့ကျွန်တော်တကယ်လိုချင်တာကအဲ့ဒီမတေမျိုးခန္ဓာကိုယ်ပဲညနေပိုင်းမှာကြောက်စင်းရေခဲကူရဲ့လေးလံနဲ့ကြောက်တကားကြီးပိတ်သွားပြီးကျွန်တော်ကိုပြင်ပကဘာနဲ့လုံးဝဖျက်တောက်လိုက်တဲ့အတွင်းထဲကအေးဓာတ်ကပြင်းထန်တဲ့ထွက်သက်တောင်လေထဲမှာရေခဲဖြစ်သွားတယ်ကျွန်တော်အပေါ်ဝိယုံကိုချုပ်ပြီးရေခဲကောင်းစီလျှောက်သွားခဲ့တယ်မိန်ဖြောတဲ့လက်ရောင်အောက်မှာအတွင်းထဲကအမျိုးသမီးကိုကျွန်တော်စိုက်ကြည့်နေမိတယ်သူ့ဝိညာဉ်ကထွက်သွားပြီးဒါပေမဲ့ကောင်းကင်ဘုံရဲ့ဘေးဒုက္ခကိုချိန်ကိုဖျက်ကျော်ခဲ့တဲ့အဲ့ဒီမတေမျိုးခန္ဓာကိုယ်ကဖြူစင်တဲ့ကြောက်စင်းလိုအဖြစ်အနာအစာကင်းနေတော့ပဲသူ့အသားရေကတောင်ဖြောတော့တောက်ပတ်နေတဲ့ဆရာအိုဆရာကျွန်တော်ရေခဲပြင်ပေါ်လက်တင်ပြီးသူ့မျက်နှာအလှကိုဖြည်းဖြည်းချင်းပုတ်တက်နေမိတယ်အေးဆက်တဲ့အပြုံးတစ်ခုကျွန်တော်နှုတ်ခမ်းထက်မှာပေါ်လာတယ်အသက်ရှင်စင်တုန်းကတော့ခင်ဗျားကအရာအလုံးကိုအထင်သေးခဲ့တာကျွန်တော်ကိုတစ်ချက်တောင်လှည့်မကြည့်ခဲ့ဘူးဒါပေမဲ့ခင်ဗျားဒါကိုထဲမတွက်ခဲ့ဘူးခင်ဗျားယုံကြည်ရတဲ့စီနီယာအကိုတွေနဲ့ခင်ဗျားချေရတဲ့ဂုံးချုပ်ကခင်ဗျားကိုကြောပြင်ကနေဓာတ်နဲ့ထိုးခဲ့ကြတာ